ရွှေတုံးတအိတ်အတွက်နာစီတက်တစ်လုံးလုံးကိုတယောက်တည်းတိုက်ခိုက်ခဲ့တဲ့မတေနိုင်တဲ့အဖိုးကြီးရဲ့ဇလံမတေနိုင်တဲ့စစ်တီတယောက်တည်းနဲ့စစ်တပ်တစ်လုံးလုံးကိုရင်ဆိုင်ခဲ့တယ်။ဇလံက1944ခုနှစ်ဖင်လန်နိုင်ငံမှာစတင်ခဲ့တာပါ။အဲ့ဒီအချိန်ဟာဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခါနီးအချိန်ပေါ့။နိုင်ငံတီးတီးကစစ်သားတွေဟာကိုယ့်အိမ်ကိုပြန်ဖို့ပြင်ဆင်နေကြပြီးဖင်လန်မှာရှိတဲ့နာစီတပ်တွေကိုလည်းတိုင်းပြည်ကနေထွက်ခွာဖို့အမိန့်ပေးထားပါတယ်။ဒါပေမဲ့နာစီတွေဟာမထွက်ခွာခင်သူတို့ဖျက်ဆီးသွားသမျှလမ်းတွေတရားတွေနဲ့ရွာတွေကိုအကုန်ဖျက်ဆီးမိရှုခဲ့ကြတယ်။ဒီအချိန်မှာပဲကျွန်တော်တို့ဟာအာတာမီအတန်းမီဆိုတဲ့ဖင်လန်ကွန်မန်ဒိုဟောင်းတစ်ယောက်နဲ့စတင်ဆုံးတွေ့ရပါတယ်။သူဟာနှစ်ပေါင်းများစွာတိုက်ပွဲဝင်ခဲ့ပြီးတဲ့နောက်စစ်ကိုစိတ်ကုန်သွားပြီးအေးချမ်းချမ်းပဲနေကျင်တော့တဲ့သူပါစစ်ပြီးတဲ့နောက်မှာတော့သူဟာအရာအလုံးကိုစွန့်လွတ်ပြီးတစ္ဆာရှိတဲ့ခွေးလေးတစ်ကောင်မြင်းတစ်ကောင်နဲ့အတူတောထဲမှာတယောက်တည်းအခြေချနေထိုင်ခဲ့တယ်။ဒီနေ့မှာတော့အာတာမီဟာမြစ်ထဲမှာရွှေစလေးတွေတောက်ပနေတာကိုသတိထားမိသွားတယ်။ဒီအနီးအနားမှာရွှေတွင်းရှိရမယ်လို့သူယုံကြည်သွားပြီးအဲ့ဒီနေ့ကစလို့မြင်းနားကိုနေလိုက်သွားပြီးမြေချင်းတွေလိုက်တူးပါတော့တယ်။ရက်တော်ကြာတူးပြီးတဲ့နောက်မှာတော့ကျင်းတစ်ခုတည်းကနေရွှေတွေအများကြီးရှာတွေ့ခဲ့တယ်။ဒီရွှေတွေကသူ့ဘဝကိုတစ်သက်လုံးပြောင်းလဲပေးနိုင်မှန်းသိတာကြောင့်အာတာမီဟာအယံကိုဝမ်းသာသွားတာပေါ့။သူဟာရွှေတွေကိုဂယုတစိုက်သိမ်းဆဲပြီးသူ့တဲထဲမှာဝတ်ထားလိုက်တယ်။အဲ့ဒီညကတော့တယောက်ယောက်လာခိုးမှဆိုလို့တညလုံးမအိပ်ပဲရွှေတွေကိုစောင့်နေခဲ့တယ်။နောက်တနေ့မနက်မှာတော့အာတာမီဟာရွှေတွေကိုအိတ်ထဲထည့်မြင်းပေါ်တင်ပြီးခွေးလေးနဲ့အတူအဲ့ဒီနေရာကနေထွက်ခွာလာခဲ့တယ်။လမ်းမှာနာဇီဗိုလ်ချုပ်ဘရူနိုဘရာဒေါဦးဆောင်တဲ့တပ်ဖွဲ့နဲ့မမျှော်လင့်မဲ့စုံမိပါလေရော။ဘရူနိုဟာကြောက်စရာကောင်းတဲ့တင်ကားကြီးတွေနဲ့အတူဖင်လန်မျိုးသမီးတချို့ကိုလည်းဖမ်းဆီးခေါ်ဆောင်လာခဲ့တာပါ။နာဇီစစ်သားတွေဟာအဲ့ဒီအမျိုးသမီးတွေကိုလမ်းတစ်လျှောက်လုံးညှဉ်းပန်းနှိပ်စက်လာခဲ့ကြတယ်။ဝုတ်ဝေါ့ဆိုတဲ့စစ်သားတစ်ယောက်ကအမျိုးသမီးတစ်ယောက်ကိုအဓမ္မကျင့်ဖို့စူးစမ်းနေတာကိုတောင်တွေ့လိုက်ရတယ်။အာတာမီဟာဘရူနိုကိုမြင်ပေမဲ့ဘာမှမတုံ့ပြန်ပဲသူ့လမ်းသူဆက်သွားခဲ့ပါတယ်။ဝုတ်ကအာတာမီကိုပြစ်တက်ဖို့တနက်ကင်လိုက်ပေမဲ့ဘရူနိုကတားလိုက်တယ်။ကြည်စံလာကမဖြုံးတဲ့နောက်မှာငါတို့တပ်ဖွဲ့နောက်တစ်ခုလာနေသေးတယ်။အဲ့ဒီအဖိုးကြီးကတော့တေးမာပဲလို့ပြောလိုက်တာပါ။အာတာမီဟာလမ်းတစ်လျှောက်မှာအသက်ခံထားရတဲ့အလောင်းတွေကိုတွေ့ခဲ့ပေမဲ့စစ်ပွဲအတွင်းမှာသူကိုယ်တိုင်လည်းလူအများကြီးတက်ခဲ့ဘူးတာကြောင့်ဘာမှမခံစားရတော့ပါဘူး။ခဏအကြာမှာတော့နာဇီစစ်သားတွေအပြည့်နဲ့ကားတစ်စီးကအာတာမီကိုတားလိုက်တယ်။မြင်းပေါ်ကဆင်းခိုင်းပြီးအိတ်ကိုစစ်ဆေးတဲ့အခါမှာတော့ရွှေတွေကိုတွေ့သွားကြပါတော့တယ်။စစ်သားတွေကရွှေတွေကိုသူတို့ဘာသာသိမ်းဖို့ဆုံးဖြတ်လိုက်ကြတယ်။အဲ့ဒီအချိန်မှာအာတာမီကသူတို့ဟာရွှေကိုယူပြီးသူ့ကိုပါတတ်တော့မယ်ဆိုတာရိပ်မိသွားတယ်။အရင်ဆုံးသူကသူ့ခွေးလေးကိုထွက်ပြေးဖို့အချက်ပေးလိုက်တယ်။စစ်သားတစ်ယောက်ကပြေးသွားတဲ့ခွေးကိုလိုက်ပစ်ပေမဲ့မထိပဲခွေးလေးကတော့ဘေးကင်းကင်းနဲ့လွတ်သွားခဲ့တယ်။ပြီးတဲ့နောက်စစ်သားတစ်ယောက်ကအာတာမီကိုစော်ကားပြီးပြစ်တက်ဖို့ကြိုးစားတဲ့အခါအာတာမီကချက်ချင်းဆိုသလိုဓာတ်ကိုဆွဲထုတ်ပြီးအဲ့ဒီစစ်သားရဲ့ဦးခေါင်းကိုထိုးဆိုင်တက်ပစ်လိုက်တယ်။ကျန်တဲ့စစ်သားတွေကဝိုင်းတိုက်ကြပေမဲ့အာတာမီကတော့လင်မြန်လွန်းလာပါတယ်။သူဟာစစ်သားတစ်ယောက်ရဲ့အလောင်းကိုဒိုင်းတနက်ကဖြစ်သုံးပြီးတယောက်တက်ပစ်ပါတော့တယ်။နောက်ဆုံးမှာတော့စစ်သားတစ်ယောက်ကိုစစ်အုပ်ထုံးနဲ့ရိုက်တက်လိုက်တယ်။ဒဏ်ရာရနေတဲ့နောက်ထပ်စစ်သားတစ်ယောက်ကသူ့ကိုနောက်ကနေလာဖမ်းတဲ့အခါအာတာမီကလက်ကိုလိန်ချိုးပြီးတနက်နဲ့အသေးပစ်တက်လိုက်တယ်။တနက်တန်တွေကိုကြားတော့ဘရူနိုတို့ဖွဲ့ပြန်လှည့်လာကြပြီးမဲ့ရောက်လာတဲ့အချိန်မှာတော့အာတာမီကလွတ်သွားခဲ့ပြီးစစ်သားတွေအကုန်တက်ခံထားရတာကိုတွေ့လိုက်ရပြီးအလောင်းတစ်ခုရဲ့အိတ်ကက်ထဲကနေရွှေစလေးတစ်ခုကိုဘရူနိုတွေ့သွားတယ်။အဲ့ဒီတော့မှစောစောကအဖိုးကြီးစီမှာရွှေတွေအများကြီးပါသွားတာကိုသူသိသွားပြီးလောဘတက်လာကအာတာမီနောက်ကိုလိုက်ဖမ်းပါတော့တယ်။တိတ်မကြခင်မှာပဲအာတာမီကိုလမ်းပေါ်မှာတွေ့သွားပြီးဘရူနိုကတင်ကားနဲ့ပစ်ခိုင်းတယ်။အာတာမီကလည်းမြင်းကိုအစွမ်းကုန်ကုန်နေပြီးထွက်ပြေးခဲ့တယ်။ဒါပေမဲ့တတိမထားမိပဲနာစီတွေမြင်းမြုပ်မိုင်းထောင်ထားတဲ့မိုင်းကွင်းထဲကိုရောက်သွားပါလေရောဘရူနိုကတော့အဖိုးကြီးအပိုင်းပိုင်းဖြစ်တော့မယ်ဆိုပြီးရေနေခဲ့တယ်တကယ်လဲအာတာမီရဲ့မြင်းဟာမိုင်းကိုနင်းမိပြီးပြင်းထန်တဲ့ပောက်ကွဲမှုကြီးဖြစ်သွားခဲ့တယ်မြင်းကတော့ချက်ချင်းတည်သွားပြီးအာတာမီလည်းဒဏ်ရာအပြင်းထန်ရသွားခဲ့တယ်ဘရူနိုကမိုင်းကွင်းထဲကိုယ်တိုင်မဝင်ချင်တာကြောင့်အာတာမီကရွှေတွေကိုအိတ်ထဲပြန်ထည့်ပြီးတာကိုခလန်းလန်းကနေစောင့်ကြည့်နေခဲ့တယ်ရွှေတွေကိုအကုန်ကောက်ပြီးတာနဲ့ဘရူနိုကသူ့စစ်သားတွေကိုအမိန့်တစ်ခုပေးလိုက်ပါတော့တယ်ဒါပေမဲ့အာတာမီကအဆင်သင့်ပါပဲသူကကြောက်ခဲတစ်လုံးကိုကောက်ကင်ပြီးမြေမြုပ်မိုင်းပေါ်ပစ်တင်လိုက်တဲ့အခါပြင်းထန်တဲ့ပောက်ကွဲမှုကြီးထပ်ဖြစ်သွားတယ်။ပောက်ကွဲမှုကြောင့်ထွက်လာတဲ့မီးခိုးလုံးကြီးတွေကိုအကာအကွယ်ယူပြီးအာတာမီကအဲ့ဒီနေရာကနေထွက်ပြေးဖို့ကြိုးစားတော့တာပေါ့။နာဇီစစ်သားတွေကမီးခိုးတွေကိုရမ်းတမ်းပစ်ခတ်ကြပေမဲ့အာတာမီကတော့ဒိုင်းကိုတုံးပြီးကြီးစံတွေရန်ကနေလွတ်အောင်ရှောင်နိုင်ခဲ့တယ်။ခဏနေတော့ဘရူနိုကစစ်သားတယောက်ကိုအခြေအနေသွားကြည့်ဖို့လွတ်လိုက်တာမှာအဲ့ဒီစစ်သားဟာမိုင်းနဲ့မိပြီးပွဲချင်းပြီးတည်သွားတယ်။ဘရူနိုလည်းတုံးလုတ်သွားပြီးနောက်ထပ်စစ်သား2ယောက်ကိုထပ်လုတ်ပေမဲ့သူတို့လည်းမိုင်းနဲ့မိပြီးအသက်ပြောက်ကုန်ပြန်ရောမီးခိုးတွေဆဲသွားတဲ့အခါမှာတော့အာတာမီတစ်ခါပြန်လွတ်သွားပြီဆိုတာသိလိုက်ရလို့ဘရူနိုတယောက်ဒေါသတွေအကြီးအကျယ်ထွက်နေတော့တာပေါ့ဒေါသထွက်လွန်းလို့ဘရူနိုဟာဖမ်းထားတဲ့ဖင်လန်မျိုးသမီး2ယောက်ကိုလူသားတိုင်းအဖြစ်သုံးပြီးမိုင်းကွင်းကိုဖျက်ဖို့ဆုံးဖြတ်လိုက်တယ်ဝုတ်ကကြောက်လန့်တုန်ရင်နေတဲ့အမျိုးသမီးကိုတင်ကားရှိကနေအတင်းလန့်လျှောက်ခိုင်းတယ်လမ်းမှာဘရူနိုကအာတာမီရဲ့စစ်တီမှတ်ပုံတင်တဲ့စိတ်တောက်ထိုက်ကိုကောက်ရလိုက်တယ်မိုင်းကွင်းကိုဖျက်နေတော့ဘရူနိုကတင်ကားပေါ်ကစက်ဖုံးနဲ့ဌာနချုပ်ကိုဆက်သွယ်ပြီးအာတာမီအကြောင်းစုံစမ်းကြည့်တယ်ဌာနချုပ်ကအရာရှိကအဲ့ဒီအဖိုးကြီးနာမည်ကအာတာမီရဲ့မင်းသားအသိဉာဏ်ရှိရင်သူ့နောက်ကိုမလိုက်နဲ့တော့မင်းအခုထိအသက်ရှင်နေတာကိုကကံကောင်းနေပြီလို့တတိပေးလိုက်တယ်အာတာမီဟာဒုတိယကမ္ဘာစစ်အတွင်းမှာအကြောက်ရဆုံးကွန်မန်ဒိုတစ်ယောက်ဖြစ်ပြီးဘယ်သူမှရံမဖြစ်ချင်တဲ့သူဖြစ်နေလို့ပါစစ်အတွင်းမှာအာတာမီရဲ့မိသားစုကိုရုရှားစစ်သားတွေကတပ်ပစ်ခဲ့လို့အဲ့ဒီနောက်ပိုင်းသူဟာဘယ်သူအမိန့်မှမနာခံပဲတကူတော့ရုရှားစစ်သား300ကျော်ကိုတပ်ခဲ့သူဖြစ်တယ်လို့လည်းသိလိုက်ရတယ်လူအများကတော့သူ့ကိုမတည်နိုင်တဲ့သူလို့တောင်ယုံကြည်နေကြတာပါဒါပေမဲ့ဘရူနိုကတော့မကြောက်တဲ့အပြင်စစ်ရှုံးရင်သူတို့နာဇီတွေအဖြစ်ပေးခံရတော့မှာမို့ဒီရွှေတွေကိုယူပြီးထွက်ပြေးဖို့ပဲစိတ်ကူးနေတာပါဒီအတော်အတွင်းဒဏ်ရာရထားတဲ့အာတာမီဟာလမ်းပေါ်ကမီးလောင်ထားတဲ့ကားပြက်ကြီးတစ်စီးနောက်မှာပုန်းနေတယ်။သူကဓာတ်နဲ့သူ့ဒဏ်ရာတွေကကြီးစံတွေကိုထုတ်ပြီးတော့တွေးတိတ်အောင်မြေကြီးတွေနဲ့ဖုံးလိုက်တယ်
သူ့ခွေးလေးရောက်လာပေမဲ့အာတာမီကအဝေးမှာပဲနေဖို့အချက်ပြထားလို့အဝေးကနေပဲကြည့်နေရှာတယ်။ဒဏ်ရာကပြင်းလွန်းလို့အာတာမီတတိမိသွားခဲ့တယ်။နာဇီစစ်သားတွေကခွေးတွေနဲ့လိုက်ရှာတဲ့အတန်ကြားမှာအာတာမီနိုးလာတယ်။သူကကားအောက်ကိုရှို့ဝင်ပြီးနာဇီကားတစ်စီးရဲ့စီတိုင်ကီကိုဖောက်စီတွေကိုသူ့ကိုပေါ်လောင်းချလိုက်တယ်။ခွေးတွေသူ့အနက်မရအောင်လို့ပေါ့။ဒါပေမဲ့ခွေးတစ်ကောင်ကသူ့ကိုမြင်သွားပြီးဟောင်းတဲ့အတွက်စစ်သားတွေကဝိုင်းပစ်ကြရမှာအာတာမီရဲ့ခြေထောက်ကိုကြီးစံမှန်သွားပြန်တယ်။အာတာမီကခွေးတွေရန်ကလွတ်အောင်သူ့ကိုယ်သူမီးရှို့ပြီးနားကရေကန်ထဲခုန်ချလိုက်တယ်။နာဇီတွေကရေထဲကိုဝိုင်းပစ်ကြပေမဲ့ဘရူနိုကတားပြီးအာတာမီတက်လာမဲ့အချိန်ကိုစောင့်နေတယ်။အာတာမီကရေအောက်မှာအကြာကြီးငုံနေပြီးအသက်ရှူဖို့တက်လာတိုင်းစစ်သားတွေကဝိုင်းပစ်လို့ရေအောက်ကိုပြန်ငုံနေရတယ်။ခဏနေတော့ရေပေါ်မှာသွေးတွေတက်လာတာကိုမြင်တော့စစ်သားတွေကအာတာမီတေပြီလို့ထင်သွားကြတယ်။ရွှေတွေကိုသွားယူဖို့စစ်သား၃ယောက်ကလှေနဲ့ကန်လယ်ကိုသွားတယ်။စစ်သားတယောက်ရေထဲခုန်ဆင်းလိုက်တဲ့အချိန်မှာပဲအာတာမီကရေအောက်ကနေဆွဲပြီးဓာတ်နဲ့တက်ပစ်လိုက်တယ်။နောက်တစ်ယောက်ကိုထပ်လွတ်ပေမဲ့အသက်ခံရပြန်တာကြောင့်တတိယမြောက်စစ်သားဟာကြောက်လန့်ပြီးလှေကိုအတင်းလော်ပြေးတယ်။ဘရူနိုကထွက်ပြေးတဲ့အဲ့ဒီစစ်သားကိုဒေါသတကြီးနဲ့ပစ်တက်လိုက်တယ်။အဲ့ဒီအချိန်မှာပဲအာတာမီကရေပေါ်တက်လာပြီးတေသွားတဲ့စစ်သားအလောင်းကိုဒိုင်းလုတ်ကပြီးထွက်ပြေးသွားနိုင်ခဲ့တယ်။ကန်းဆက်မှာကြံနေခဲ့တဲ့သူ့ခွေးလေးကတော့သူ့တခင်စီမလာနိုင်လို့ငိုငင်းနေရှာတယ်။နာယီပေါင်းများစွာလမ်းလျှောက်ပြီးနောက်အာတာမီဟာမြို့တစ်မြို့ကိုရောက်သွားပေမဲ့အဲ့ဒီမြို့ကနာဇီတွေဖျက်ဆီးထားလို့ပျက်စီးနေပါပြီ။အားရင်ကုန်ခန်းပြီးဒဏ်ရာတွေနဲ့အာတာမီဟာစွန့်ပစ်ထားတဲ့စီဆိုင်ဟောင်းတစ်ခုထဲမှာနားနေရင်သူ့မိသားစုဆုံးရှုံးခဲ့ရတဲ့နေ့ကိုပြန်တရိယာကအိပ်ပျော်သွားပါတော့တယ်။ဒါပေမဲ့သူ့ခွေးလေးဟောင်းတဲ့အတန်ကြောင့်ရုတ်တရက်နိုးလာခဲ့တာပေါ့။သူ့ခွေးလေးကိုပြန်တွေ့ရလို့ဝမ်းသာသွားပေမဲ့တကယ်ကိုထိတ်လန့်စရာကောင်းတဲ့အရာတစ်ခုကိုသတိထားမိလိုက်တယ်။အဲ့ဒါကတော့ခွေးလေးရဲ့ကိုယ်မှာဒိုင်းနမိုက်တစ်ချောင်းချီထားတာပဲ။တွမ်မီကအမြန်ပဲအဲ့ဒီဒိုင်းနမိုက်ကိုဖြုတ်ပြီးဝေးဝေးကိုလွှင့်ပစ်လိုက်ပေမဲ့ပစ်လိုက်တာနဲ့ချက်ချင်းပောက်ကွဲသွားပြီးပြင်းထန်တဲ့ရိုက်ခတ်မှုကြောင့်သူ့လွင့်ထွက်သွားခဲ့တယ်။သူသတိပြန်ရလာတဲ့အချိန်မှာတော့ဘရူနိုဘရော့နောက်ကသူ့ရှေ့မှာရက်နေပြီးသူ့ကိုဖမ်းဆီးထားလိုက်ပြီးဘရူနိုကတွမ်မီစီမှာရှိတဲ့ရွှေတွေအားလုံးကိုတင်လိုက်ပြီးမှတွမ်မီကိုအပြစ်တင်ဖို့အတွက်ရွှေတုံးကိုသူ့အိတ်ထဲပြန်ထည့်ပေးခဲ့တယ်။ပြီးတော့သူ့ကိုကြိုးဆွဲချတက်ပစ်ဖို့လုပ်ခဲ့တာပေါ့။ဒါပေမဲ့တွမ်မီကမတည်သေးပါဘူး။ဘာလို့လဲဆိုတော့ဒဏ်ရာရထားတဲ့သူ့ခြေထောက်ကိုအောက်ကအခုခံတစ်ခုပေါ်တင်ထားနိုင်လို့ကျိုးရဲ့ဖိအားတံကိုအပြည့်အဝမခံလိုက်ရလို့ပဲ။ဒဏ်ရာကတော်တော်နာကျင်ပေမဲ့အသက်ရှင်ဖို့အတွက်တောင်းခံထားရတယ်။သူ့ခွေးလေးကလည်းဘေးကနေတိတ်တိတ်လေးစောင့်နေပေးတာပေါ့။မနဲ့လင်းတော့လေရင်တစ်စဲအနားမှာဆင်းသက်လာတယ်။လေရင်ကတိုက်ခတ်လာတဲ့လေပြင်းကြောင့်ကျိုးပြက်ပြီးတွမ်မီမြေကြီးပေါ်ပြုတ်ကျသွားတယ်။လေရင်ပေါ်ကဆင်းလာတဲ့လေရင်မှုနှစ်ယောက်ကတွမ်မီကိုတွေ့တော့တက်ပစ်ဖို့လုပ်ကြတယ်။ဒါပေမဲ့တွမ်မီကအခွင့်အရေးကိုအရယူပြီးလေရင်မှုတစ်ယောက်ကိုတိုက်ခိုက်လိုက်တာကြောက်ခဲနဲ့ခေါင်းဆောင်ပြီးတတိမိသွားတယ်။နောက်တစ်ယောက်ကိုတော့အနားမှာရှိတဲ့အုတ်ခဲနဲ့ထုတက်ပစ်လိုက်တယ်။တွမ်မီကသူ့ရွှေတွေပြန်မရတော့ဘူးအထင်နဲ့အိတ်ထဲကရွှေစလေးကိုမြေကြီးထဲမြုပ်ပစ်လိုက်တယ်။ဒါပေမဲ့ပထမလေရင်မှုအသက်ရှင်နေသေးတာကိုတွေ့တော့သူ့မှာအကြံတစ်ခုရလာတယ်။အဲ့ဒါကတော့ဒီလေရင်ကိုသုံးပြီးဘရူနိုနောက်ကိုလိုက်ဖို့ပါပဲ။သူကသူ့တန်ရာတွေကတန်ဆတွေကိုဆွဲထုတ်ကိုးပါတာဆေးကူပြီးဝါယာကျိုးတွေနဲ့တန်ရာကိုတင်းတင်းချီလိုက်တယ်။အဲ့ဒါကိုကြည့်နေတဲ့လေရင်မှုမှာတော့ကြောက်လို့တုန်နေတာပဲ။နောက်ဆုံးတော့တွမ်မီကသူ့ခွေးလေးကိုထားခဲ့ပြီးဘရူနိုနောက်ကိုလိုက်ဖို့လေရင်နဲ့ပြန်တက်သွားခဲ့တော့တယ်။တစ်ဖက်မှာလည်းနာဇီနဲစိစစ်သားတွေကလမ်းမှာပြက်ကျနေတဲ့လေရင်တစ်စင်းကိုတွေ့တယ်။ Wolf ကသွားစစ်ဆေးကြည့်တော့လေရင်မှုတင်နေတာကိုတွေ့ရတယ်။ဒါပေမဲ့ပိုပြီးလန့်သွားတာကအဲ့ဒီလေရင်မှုရဲ့လေဘင်းမှာတွမ်မီကိုကျိုးဆွဲချတော့ကသုံးခဲ့တဲ့ကျိုးမျိုးရှိနေတာပဲ။အဲ့ဒီတော့မှတွမ်မီအသက်ရှင်နေသေးပြီးသူတို့ကိုကတိကတက်လက်စားချေဖို့လိုက်လာနေပြီဆိုတာသိသွားကြတယ်။ဘရူနိုလည်းတွမ်မီဘလောက်အနေရများလဲဆိုတာရိပ်မိသွားပြီးအမြန်ထွက်ပြေးဖို့အမိန့်ပေးလိုက်ရတော့တယ်။အဲ့ဒီနောက်မှာတော့ဖမ်းဆီးခံထားရတဲ့ဖင်လန်မျိုးသမီးတွေကိုတင်လာတဲ့ကားပေါ်ကစစ်သားတွေကတွမ်မီအကြောင်းပြောနေကြတယ်။အဲ့ဒါကိုကြားတော့အိုင်နိုဒဲနောက်ဆိုတဲ့အမျိုးသမီးကရဲပြီးပြောလိုက်တယ်။ရုရှားစစ်သားတွေတောင်သူ့ကိုတတ်ဖို့စူးစမ်းခဲ့တာမအောင်မြင်ခဲ့ဘူး။သူကဘလို့ချင်းနေမျိုးမှမဆိုပြန်လာပြီးရန်သူတွေကိုတယောက်ချင်းတတ်ပါတယ်။ဖင်လန်ဘာသာစကားနဲ့ဆိုရင်တွမ်မီကိုစီသူစစ်ရှုလို့ခေါ်တယ်။အတိတ်ဘယ်ကတော့ဘယ်တော့မှဒူးမထောက်တဲ့တက်တီပေါ်အဲ့ဒီအချိန်မှာပဲတွမ်မီကရုတ်တရက်တိုက်ခိုက်ပြီးကားပေါ်ကဆင်းဖို့စူးစမ်းတဲ့စစ်သားတယောက်ကိုဆွဲချလိုက်တယ်။အဲ့ဒီစစ်သားကတော့တင့်ကားအောက်ရောက်ပြီးတည်သွားတာပေါ့။တွမ်မီကကားပေါ်တက်လာပြီးဖမ်းဆီးခံထားရတဲ့အမျိုးသမီးတွေကိုတွေ့တော့သူတို့ကိုကာကွယ်ပေးဖို့ဆုံးဖြတ်လိုက်ပြီးလက်နက်တွေကမ်းပေးလိုက်တယ်။ပြီးတော့ကားမောင်းသမားကိုချပစ်ပြီးအိုင်နိုကိုကားမောင်းခိုင်းကတင်ကားနားကိုကတ်သွားတယ်။နာဇီစစ်သားတွေတန်တရားမဝင်အောင်အမျိုးသမီးတွေကတေဆုံးသွားတဲ့စစ်သားလောင်းတွေကိုတုံးပြီးဟန်ဆောင်လိုက်ကြတော့တယ်။အခြေအနေတွေပုံမှန်တိုင်းဖြစ်နေတယ်လို့ထင်ရအောင်အမျိုးသမီးတွေကတေဆုံးသွားတဲ့စစ်သားလောင်းတွေကိုတုံးပြီးဟန်ဆောင်လိုက်ကြတယ်။မကြခင်မှာပဲအိုင်နိုကသူတို့ကားကိုတခြားနာဇီစစ်ကားတစ်စီးပေးကိုကတ်မောင်းသွားပြီးအချက်ပေးလိုက်တာနဲ့အမျိုးသမီးတွေအားလုံးတပြိုင်နက်တစ်ခတ်ကြတော့တာပဲ။ကားတွေကစစ်သားတွေကိုအသေးသက်လိုက်တယ်လို့အိုင်နိုကလည်းကားမောင်းသမားကိုပြစ်တက်လိုက်လို့နာဇီကားဟာလမ်းဘေးကိုထိုးကျသွားခဲ့တယ်။အဲ့ဒီအချိန်မှာအာတာမီအဒမ်မီကတင်ကားရဲ့အပေါ်ဖုံးတကားကိုရိုက်ဖွင့်ဖို့ကြိုးစားနေတော့ဘရူနိုကတင်ကားကိုဝုန်းကနေရှိကိုစောင့်မောင်းလိုက်လို့အာတာမီမြေကြီးပေါ်ပြုတ်ကျသွားတယ်။ဒါကိုမြင်တော့ဝုတ်ကအာတာမီကိုအပြက်ရှင်းဖို့တင်ကားပေါ်ကဆင်းလာပေမဲ့အာတာမီကတင်ကားအောက်ထဲကိုအမြန်ဝင်ပုံပြီးတိုက်ခိုက်ကြတာပေါ့။နှစ်ယောက်သားလုံးထွေးပြီးမြေကြီးပေါ်ပြုတ်ကျကြံခဲ့တဲ့အချိန်တင်ကားထဲမှာတော့ဘရူနိုနဲ့ရှူစတော့ဆိုတဲ့စစ်သားပဲကျန်တော့တယ်။ရှုကကြောက်အားလန့်အားနဲ့ထွက်ပြေးဖို့ကြိုးစားပေမဲ့အာတာမီကသူ့ကိုဖမ်းမိသွားတယ်။အာတာမီကသူ့ကိုတတ်တော့မဲ့အချိန်မှာဆိုင်ကယ်သမားနှစ်ယောက်ရောက်လာပြီးအာတာမီကိုမြင်တာနဲ့ကြောက်လန့်တကြားထွက်ပြေးသွားကြတယ်။အာတာမီကဝုတ်ကိုအသက်ချမ်းသာပေးခဲ့ပြီးတင်ကားနောက်ကိုလိုက်ဖို့ဆိုင်ကယ်တစ်စီးကိုလူယူလိုက်တယ်။ဝုတ်ကတော့သူ့ကိုလှုပ်ပေးလိုက်ပြီးအထင်နဲ့ပြောနေပေမဲ့ခဏအကြာမှာပဲဖင်လန်မျိုးသမီးတွေရောက်လာပြီးသူတို့ကိုနှိပ်စက်ခဲ့တဲ့ဝုတ်ကိုကိုယ်တိုင်လက်စားချေတက်ပစ်လိုက်ကြတယ်။တစ်ဖက်မှာတော့ဘရူနိုကလေရင်မှုတစ်ယောက်နဲ့တွေ့ပြီးလေရင်နဲ့ထွက်ပြေးဖို့ပြင်တယ်။လေရင်ကလူတစ်ယောက်ပဲတင်လို့ရမယ်လို့လေရင်မှုကပြောလိုက်တာနဲ့ဘရူနိုကသူ့လူရှုစ်ကိုချက်ချင်းပြစ်တက်ပြီးလေရင်ပေါ်တစ်ယောက်ထဲတက်သွားတော့တယ်
လေရင်ပြန်တက်ခါနီးမှာပဲအာတာမီရောက်လာပြီးတနက်နဲ့လှမ်းပစ်တော့တာပဲကြည်စံတွေကလေရင်ကိုယ်တွေကိုဖောက်ထွက်ကုန်တယ်အာတာမီကလေရင်အောက်ထဲကိုအမြန်ဝင်ပြီးသူ့ရဲ့ပေါက်စိန်နဲ့လေရင်ကိုချိတ်တွယ်လိုက်တယ်ဘရူနိုကတော့အာတာမီကြံရစ်ခဲ့ပြီးအထင်းနဲ့စိတ်အေးသွားပေမဲ့အာတာမီကတော့လေရင်ဘိန်းကနေတဆင်ပုံကျဲတဲ့အခန်းထဲအထိရောက်အောင်တက်သွားနိုင်ခဲ့ပြီလေရင်ထဲကထူးဆန်းတဲ့အတန်တွေကြားရလို့ဘရူနိုကအတန်ရဖြစ်ပြီးဘုံကန်တကားကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့အာတာမီကသူ့ဘော်ကိုခုံအုပ်ပြီးတိုက်ခိုက်ပါလေရောအာတာမီကဒဏ်ရာတွေဗလာပွားနေမှုဘရူနိုကအသာစီးရနေပေမဲ့အာတာမီကအရှုံးမပေးပါဘူးဘရူနိုကတန်ပတ်ကျိုးနဲ့အာတာမီကိုရိုက်နှက်ဖို့လုပ်တဲ့အခါအာတာမီကအဲ့ဒီကျိုးကိုဖမ်းဆွဲပြီးဘုံတစ်လုံးနဲ့တွဲချလိုက်တယ်ပြီးတော့ဘုံကိုလေရင်ပေါ်ကနေတွန်းချလိုက်တဲ့အခါဘရူနိုကဘုံနဲ့အတူပါသွားပြီးအောက်မှာတင်ပောက်ကွဲတိတ်ဆုံးသွားခဲ့တယ်အာတာမီတယောက်နားလို့ရပြီလို့ထင်လိုက်ပေမဲ့လေရင်ကထိတ်ချုပ်မရပဲအောက်ကိုထိုးဆင်းသွားပြန်တယ်တိုက်ပွဲဖြစ်တုန်းကလေရင်မှုလည်းအပြစ်ခံရပြီးတေသွားတာကိုထွက်ပြေးဖို့လမ်းမရှိတော့တဲ့အဆုံးအာတာမီဟာသူ့ရဲ့ရွှေတွေကိုတင်းတင်းဆုပ်ကင်ပြီးတေဖို့ပဲပြင်လိုက်တယ်လေရင်ကရွှွတ်လွန်တော်တဲ့ကိုပြစ်ကျသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲဖင်လန်စစ်တပ်ကနာဇီတင်ကားတစ်စီးချင်းကပ်လာတာကိုတွေ့ပြီးတိုက်ခိုက်ဖို့ပြင်လိုက်ကြတယ်ဒါပေမဲ့တကယ်တမ်းတော့အဲ့ဒါကနာဇီစစ်သားဝတ်ရဲ့အလောင်းကိုတင်ကားပေါ်မှာတင်လာတဲ့ဖင်လန်မျိုးသမီးတွေဖြစ်နေတာပါတစ်ဖက်မှာလည်းအာတာမီဟာရွှွတ်လွန်တော်တဲ့ကနေမတေမပြောက်ပြန်ထွက်လာနိုင်ခဲ့တယ်ရက်အနှဲငယ်ကြာမှာတော့အာတာမီဟာသူ့ရဲ့တစ္ဆာရှိခွေးလေးနဲ့အတူဟယ်ဆင်ကီမြို့ထဲကဘန်တစ်ခုလေးကိုလက်လျှောက်ဝင်လာတယ်လူတွေကသူ့ရဲ့ပုံစံကိုကြည့်ပြီးကြောက်လန့်နေကြပေမဲ့အာတာမီကတော့အေးအေးဆေးဆေးပဲကောင်းတာရှိကိုတွားပြီးသူ့ရွှေတုံးကြီးတွေကိုချလိုက်တယ်ပြီးတော့အဲ့ဒီရွှေတွေကိုငွေနဲ့လဲပေးဖို့တောင်းဆိုလိုက်တဲ့အာရပါရခိုက်တန့်လေးနဲ့ပဲဒီဇလန်လေးကပြီးဆုံးသွားခဲ့ပါတယ်ဒီလိုဇာတ်ကားမျိုးတွေစက်ကြည့်ချင်ရင် subscribe လုပ်ပြီးနောက်ထပ် recap တွေကိုမလွတ်တမ်းကြည့်ပါ